ပြီးတော့peak brightness ကတော့ကျွန်တော်တို့3500 nits ပဲရမယ်ဒါပေမဲ့လည်းရှင်းရှင်းပြောရင်အပြင် outdoor တွေတော့တော်တော်လေးတော့လိုတာတက်ကိုလောလောက်ပါပါတယ် screen size ကတော့ 6.9 inches resolution က 1.5K ပဲ 90.5:9 ratio နဲ့ platform မှာက OS ကို Android 16ကိုမှ HyperOS 3နဲ့လာမယ် chipset ကတော့နောက်ဆုံးထွက်ထားတဲ့ Snapdragon 8 Elite Gen 5 3nm chip နဲ့ memory card slot မပါလာဘူးအပြင်internet မှာကျွန်တော်တို့ RAM 12GB ကိုမှ 512GB က base model နဲ့လာပြီးတော့မှ RAM 16GB ကိုမှ 1TB ကတော့အများဆုံးပါမှာပေါ့နော်UFS က 4.1 နဲ့ကင်မရာအနေနဲ့အနောက်မှာ triple camera 3လုံးပဲအဲ့ဒီမှာ50 megapixel wide camera က 1 inch တလက်မ size ရှိတဲ့ကောင်200 megapixel က periscope telephoto ခုနကကျွန်တော်တို့ပြထားတဲ့အကောင်ကြီးကအဲ့ဒီကပါနော်200 megapixel နဲ့ပြီးတော့50 megapixel ultra wide ပေါ့နော် ultra wide ကတော့115 degree wide view တော့ရမယ်ဆိုတော့နည်းနည်းတော့ iPhone လို့တော့နည်းနည်းတယ်ဟုတ်ပြီအဲ့တော့ video quality က 8K ကို30 frame per second တိအများဆုံးရမယ် 4K ကို120 frame per second တိရိုက်လို့ရမယ်selfie camera ကလည်း50 megapixel ပဲသူက 4K ကို60 frame per second တိ video quality ရိုက်လို့ရမှာပေါ့နော် speaker အနေနဲ့ကတော့ stereo speaker ပဲ 35mm jack ကမပါလာဘူး Wi-Fi က70 support တယ် Bluetooth ကတော့ 5.4 တိရမယ် USB ကတော့ Type C ကို 3.2 generation 2ပေါ့နော် video output တွေပါတယ်ရမယ်ကျွန်တော်တို့ unlocking feature